မင်္ဂလာပါကျွန်တော်တို့ next supply ရ Rohit ပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ရှေ့ရက်က Study in New Zealand webinar လုပ်ခဲ့တယ်ဒီ webinar ကိုအကြောင်းတစ်ခုခုကြောင့်မတက်ဖြတ်လိုက်တဲ့သူတွေဒါမှမဟုတ်ကျွန်တော်တို့ဒီ YouTube video ကိုတနအီစာထိုင်ကြည့်ဖို့အချိန်မရှိတဲ့သူတွေအတွက် recap လေးလုပ်ပေးချင်ပါတယ်ဒီနေ့ဒီ video မှာတော့အဓိကဘာလို့ New Zealand ကိုစဉ်းစားတဲ့လဲ New Zealand မှာကျောင်းတက်မယ်ဆိုရင်ဘယ်လိုကျောင်းတွေရှိလဲ entry requirement ဘယ်လိုရှိလဲtuition fees ဘယ်လိုသွားလဲတရားတွေကိုအသေးစိတ်ပြပြပြီးတော့ပါမယ်ဗီဒီယိုကတော့3မိနစ်ကနေ5မိနစ်အတွင်းကြာသွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုအနေနဲ့2 weeks နဲ့ကြည့်ရှင်တယ်ဆိုလဲကြည့်လို့ရပါတယ် so why New Zealand ဘာလို့ New Zealand မှာကျောင်းသွားတက်တယ်လဲ number 1 reason ကတော့ New Zealand ကကမ္ဘာပေါ်မှာ safe အဖြစ်ဆုံးနိုင်ငံတွေထဲမှာ top 10မှာအများနဲ့ပါနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးရဲ့လုံခြုံရေးကိုစိတ်ပူတယ်ဆိုရင် New Zealand လိုနိုင်ငံကလုံးဝရွေးချယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်နံပါတ်2ကတော့ကျောင်းတွေရဲ့ ranking မှာ New Zealand ကျောင်းတွေကကမ္ဘာပေါ်မှာ top 2% ထဲမှာပါတဲ့ကျောင်းတွေဖြစ်တဲ့အတွက်ကျွန်တော် ranking တွေ quality of education တွေဘာမှစိတ်ပူစရာမလိုပါဘူးပြီးရင် New Zealand နိုင်ငံသားတွေကအရန် warmly welcome ဖြစ်တဲ့နိုင်ငံသားတွေဟုတ်တယ်ပြီးတော့အခုနိုင်ငံကြီးတွေကြည့်မယ်ပေါ့နော်ကျွန်တော်တို့ Australia New Zealand ပြီးရင်ကျွန်တော်တို့ Canada USA UK တို့နိုင်ငံကြီးတွေကိုကြည့်မယ်ဆိုရင်နိုင်ငံကြီးအများစုက visa တွေကျက်တယ်နိုင်ငံတကာကျောင်းသားတွေပေါ်မှာကျွန်တော်တို့ဒီvisa policy တွေတော်တော်လေးကျက်ကြတယ်အဲ့လိုမျိုးရှိရပါတော့ဒါပေမဲ့ New Zealand ကကျတော့အခုချိန်ထိ international student တွေကိုတော်တော်လေး warmly welcome လုပ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျွန်တော် visa grant rate တွေကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ Thailand တို့ Vietnam တို့မှာဆိုရင် visa grant rate က 86% to 95% ထိ average ရှိပါတယ်ဒါကြောင့်မို့လို့ဒီ Southeast Asia က international ကျောင်းသားတွေကိုတို့အထူးသဖြင့်တော်တော်လေး warmly welcome လုပ်တယ်ဒါကြောင့်ကျွန်တော်မြန်မာကျောင်းသားတွေအနေနဲ့လည်းNew Zealand ကိုစဉ်းစားလို့ရတယ်ပေါ့နော် New Zealand visa grant rate တွေကလည်းကိုယ့်ရဲ့ document ပြင်ဆင်မှုပေါ်မူတည်ပြီးတော့မှတော်တော်လေးကိုကောင်းတယ်70 to 80% ထိ visa grant rate ရှိတဲ့နိုင်ငံတစ်ခုလို့သတ်မှတ်လို့ရမှာဖြစ်ပါတယ်ဆိုတော့နံပါတ်2ကတော့ကျွန်တော်တို့ New Zealand မှာကျောင်းတက်ဖို့တည်သွားပြီဆိုရင်နောက်ထပ် New Zealand မှာကျောင်းတက်ဖို့စဉ်းစားတဲ့အချက်တချို့ကိုကျွန်တော်ပြပြပေးချင်ပါတယ်နံပါတ်1ကတော့ part time work rate ပါ part time work rate ကကျွန်တော်တို့တခြားနိုင်ငံကြီးတွေနဲ့ရှင်းမယ်ဆိုရင်အများဆုံးပေးတယ်တစ်ပတ်ကို25နာရီထိ part time လုပ်လို့ရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်နံပါတ်2ကတော့ post study work visa work rate ပါကျောင်းပြီးသွားပြီဆိုရင် bachelor ပြီးသည်ဖြစ်စေ master ပြီးသည်ဖြစ်စေ post study work visa 3နှစ်ထိပေးတာမို့လို့တော်တော်လေးကို generous ဖြစ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်3နှစ်ထိ post study work visa ရနိုင်တဲ့နိုင်ငံကတော်တော်လေးကိုနည်းတယ်ဒါပေမဲ့ New Zealand ကတော့ international ကျောင်းသားတွေ international skill migrant တွေအတွက် opportunity အများကြီးပေးတဲ့နိုင်ငံဖြစ်တာမို့လို့ကိုက skill migrant တယောက်ဟုတ်တယ်ကိုရမိသားစုနဲ့ဟိုဘက်ကိုသွားပြီးကျောင်းတက်ပြီး career တစ်ခုတည်ဆောက်ခြင်းနဲ့ PR ပတ်သွေးသွားခြင်းနဲ့ဒါမှမဟုတ် bachelor ကိုမှကျွန်တော်တို့ကျောင်းကောင်းမှာ degree ကောင်းတစ်ခုကိုရကျင်တယ်ဆိုတဲ့ကျောင်းသားတွေအနေနဲ့စဉ်းစားလို့ရမှာဖြစ်ပါတယ်ကျွန်တော်နံပါတ်2ကတော့ဒီနေ့ entry requirement တွေလည်းကြည့်အောင် New Zealand မှာကျောင်းတက်မယ်ဆိုရင် entry requirement တွေဘယ်လိုရှိမလဲ entry requirement အနေနဲ့ကတော့မြန်မာနိုင်ငံမှာ popular ဖြစ်တဲ့ GED O level matriculation စတာတွေဘာပဲပြီးထား New Zealand ကျောင်းတွေရဲ့အားသာချက်ကကျောင်းတိုင်းဒီဘက်မှာ foundation ရှိတာမို့လို့ဘာပဲပြီးထား foundation ရနေစပြီးတော့တက်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့တကယ်လို့ကိုအောင်မှာဒီမှာမြန်မာနိုင်ငံမှာ NCUK တို့လို့ foundation program တက်ထားရင်ရောတက်လို့ရနိုင်လား UK ရဲ့ပညာရေး system က British based education system ဖြစ်တာမို့လို့ကိုအနေနဲ့ဒီ foundation ရတွေပြီးထားတဲ့ကျွန်တော် NCUK program တွေ OSSD program တွေပြီးထားရဆိုရင် bachelor တိုက်ရိုက်တက်ရောက်လို့ရမှာဖြစ်ပါတယ် OSSD တို့ A level တို့ပြီးထားရဆိုရင်လည်းကိုရမှတ်က 70% average ရှိတယ်ဆိုတာနဲ့ bachelor တိုက်ရိုက်တက်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီ British based education system ဖြစ်တာအတွက်ဘာကောင်းလဲဆိုရင် HND NCC ပြီးထားတဲ့ကျောင်းသားတွေအတွက် credit transfer သွားဖို့လမ်းကြောင်းတွေရှိပါတယ်ဒါကြောင့်မို့လို့ကိုက HND NCC ပြီးထားရဆိုရင် bachelor first year ကနေတက်စရာမလိုဘဲနဲ့ credit exemption နဲ့ကျောင်းတွေတက်လို့ရမှာဖြစ်ပါတယ်so entry requirement တွေတည်သွားပြီဆိုတော့ကျွန်တော်တို့ tuition လက်ခတွေလေ့လာကြည့်အောင် tuition လက်ခအနေနဲ့ကတော့ New Zealand မှာ public ကျောင်း၈ကျောင်းရှိတယ်၈ကျောင်းလုံးကကမ္ဘာပေါ်မှာ top 2% တော့ဒီ ranking ဖြစ်တဲ့ကျောင်းတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျောင်းလက်ခအနေနဲ့လည်းပေးရတာက10နဲ့ reasonable ဖြစ်တယ်လို့ပြောလို့ရပါတယ်ကျောင်းလက်ခအနေနဲ့တစ်နှစ်ကို NZ တွေ3500ကနေစပြီးတော့မှ4000 5000 6000ပေါ့နော်ကိုရွေးတဲ့ major ပေါ်မှာမူတည်ပြီးကွာနိုင်ပါတယ်ဒါကြောင့်မို့လို့ကျောင်းလက်ခအနေနဲ့တစ်နှစ်ကို3900အနေစပြီးတော့မှ1500အတွင်းရှိတယ်လို့သတ်မှတ်နိုင်ပါတယ်ကိုရွေးတဲ့ university နဲ့ major ပေါ်မူတည်ပြီးတော့မှအများကြီးပြောင်းလဲနိုင်တယ် average tuition fees ကတော့900နဲ့800အတွင်းကုန်ကျနိုင်တယ်လို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် bachelor တက်မယ်ဆိုရင်3နှစ်တက်အောင်မှာဖြစ်ပြီးတော့မှ master တက်မယ်ဆိုရင်လည်းကိုယ့်ရဲ့ previous background ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ဒီ master တစ်နှစ်ခွဲမဟုတ်ရင်2နှစ်ဒီလို program တွေကိုတက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ master တက်ဖို့အတွက်ဆိုရင်ရောဘာတွေလိုလဲ master တက်ဖို့အတွက်ဆိုရင်တော့မြန်မာနိုင်ငံမှာ bachelor degree တစ်ခုပြီးပြောက်ထားဖို့လိုအပ်တယ်မြန်မာမှာဆိုရင်တော့ဒီကျွန်တော်တို့4 years bachelor 5 years bachelor day bachelor ပြီးထားတဲ့ကျောင်းသားတွေက master right တက်လို့ရမှာဖြစ်ပြီးတော့မှအဝေးသင်တက်ထားရဲဆိုရင်တော့ကျွန်တော်တို့ pre master တက်ပြီးတော့မှတက်အောင်လို့ရပါတယ် UK top up degree တို့ Singapore တို့ဒီလိုနိုင်ငံတွေမှာ bachelor ပြီးထားရဲဆိုလဲ master တိုက်ရိုက်တက်လို့ရမှာဖြစ်ပါတယ်
master ကျောင်းသားတွေအတွက်သတင်းကောင်းကတော့ကိုကဒီ English curriculum နဲ့တင်တဲ့ bachelor တခုကိုပေးထားတယ်ဆိုရင် English စာဝေပါရတယ် English စာ IELTS တို့ PTE တို့တကူတကတက်တက်ဖြည့်စရာမလိုအပ်ပါဘူးဆိုတော့ဒါကတော့ New Zealand မှာကျွန်တော်တို့ entry requirement တော်တော်လေး flexible ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြပေးချင်တာပါ New Zealand မှာကျောင်းတက်မယ်ဆိုရင်ဘယ် intake တွေရှိမလဲ intake တွေအနေနဲ့ကတော့ February နဲ့ July မှာအဓိက intake တွေဖွင့်ပြီးတော့မှတချို့ကျောင်းတွေမှာတော့ November intake တို့ပြီးရင်ကျွန်တော်တို့ March intake တို့မှာလည်းတချို့သော selected program တွေကိုဖွင့်လို့ရှိတယ်အဓိက intake ဖြစ်တဲ့ February နဲ့ July မှာကတော့ program ပေါင်းစုံကျောင်းပေါင်းစုံကသင်လေးရှိတာမို့လို့အခုစရှောက်မယ်ဆိုရင်တော့ February intake ကိုလုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် New Zealand မှာကျောင်းတက်မယ်ဆိုရင်ကျောင်း၈ကျောင်းရှိတယ်မြန်မာကျောင်းသားတွေဘယ်ကျောင်းတွေကိုအသွားများလဲကျွန်တော်အသွားများဆုံး university တွေကြည့်မယ်ဆိုရင်တော့ University of Auckland ရှိတယ်ပြီး Massey University ရှိတယ် AUT ရှိတယ်ဒီကောင်တွေက Auckland မှာရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Auckland ကလည်း New Zealand ရဲ့ population 1.7 million လောက်ကနေတဲ့နေရာဆိုတော့တော်တော်လေးကို lively ဖြစ်တယ် city area မှာနေခြင်းတဲ့ကျောင်းသားတွေအနေနဲ့ဒီ၃ကျောင်းကိုစဉ်းစားလို့ရပါတယ်တခြား additional အနေနဲ့ဆိုရင်တော့ကိုယ့်ရဲ့ major ပေါ်မူတည်ပြီးတော့မှ medicine ဆိုရင် Otago research base သွားခြင်းတဲ့ကျောင်းသားတွေဆိုရင်University of Canterbury University of Wellington Victoria University of Wellington Lincoln စတဲ့ဒီကျောင်းတွေကိုလည်းတက်ရောက်လို့ရမှာဖြစ်ပါတယ် New Zealand မှာ popular ဖြစ်တဲ့ major တွေကိုလိုက်ကြည့်မယ်ဆိုရင်တော့ကျွန်တော် accounting and finance ကျွန်တော် business မှာဆို supply chain marketing engineering မှာဆိုရင် civil electrical mechanical ဒီလို program တွေကိုတက်လို့ရတယ်ပြီးရင် nursing medicine စတဲ့ program တွေကိုလည်း undergrad မှာတက်လို့ရတယ်နိုင်ငံတစ်ခုဖြစ်တာမို့လို့ medicine တို့ nursing တို့စိတ်ဝင်စားတဲ့ကျောင်းသားတွေအတွက်လည်းလုံးဝရွေးချယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော် major တွေလည်းလေ့လာပြီးပြီဆိုတော့ကျွန်တော်တို့ဒီ entry requirement တွေအရန်ကြက်လာပြီးရင်quota နဲ့ခေါ်လာဒါမှမဟုတ် extra တွေလိုလာဒါတွေကိုကျွန်တော်ဖြည့်ပေးချင်ပါတယ် New Zealand ကကျတော့ purely academic ကိုကြည့်တာဖြစ်တဲ့အတွက်ကိုမှ extra curricular activity တို့ volunteering experience တို့ဒါတွေကိုအများကြီးမကြည့်ပါဘူးကိုကသူတို့ရဲ့ minimum set လုပ်ထားတဲ့ requirement တွေကိုမိတယ်ဆိုတာနဲ့ဝင်ခွင့်ရမှာဖြစ်ပါတယ်နံပါတ်1 question ကတော့ scholarship တွေရနိုင်လား fully funded ရနိုင်လားဆိုပြီးကျွန်တော်မေးကြတယ် fully funded scholarship တွေမရှိပါဘူး scholarship ကNZ ရှက်ထောင်ကနေ1000အတွင်းပေးတဲ့ဒီ partial scholarship တွေတော့ရှိတယ်ဒါပေမဲ့ fully funded scholarship ပေးတာမျိုးတော့မရှိပါဘူး international ကျောင်းသားတယောက်အနေနဲ့ကျွန်တော်တို့ဒီကျောင်းလာခကို visa မတင်ခင်မှာတစ်နှစ်စာပေးရမှာဖြစ်ပြီးတော့မှကိုယ့်အနေနဲ့ဒီ New Zealand ကိုစဉ်းစားမယ်ဆိုရင်တော့တစ်နှစ်စာကျောင်းလာခကြိုပြီးပေးရမယ်ဒီ requirement ကိုတော့သိထားဖို့လိုပါတယ်မြန်မာနိုင်ငံကကျောင်းသားတွေအနေနဲ့ visa တင်မယ်ဆိုရင်တော့ visa credit ကကိုကျွန်တော်တို့စီစဉ်ထားတဲ့ document ပေါ်မူတည်ပြီးတော့မှ70 to 80% visa credit ရှိတယ်ပြီးရင်နိုင်ငံကလည်းတော်တော်လေးကောင်းမွန်တဲ့နိုင်ငံမို့လို့ New Zealand နဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့သိချင်တယ်။ကျောင်းတွေရဲ့ကျောင်းပြီး entry requirement အကြောင်းထပ်ပြီးတော့လေ့လာချင်တယ်ဆိုရင် next supply ကနေပြီးတော့မှ application to arrival အစအဆုံး free of charge လုပ်ပေးနေတာမို့လို့အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်